Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့မစားရတာကြာပြီဖြစ်တဲ့ကြောင်မြောင်းထဲကဒေါ်ပိတ်ကကြီးကြိုက်ပူပူလေးသွားပြီးစားမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်စင်းနဲ့တူလိုက်ပြီးတော့ကြတော့စားလိုက်ကြအောင်နော်အခုလိုအိုးဘွားချချချင်းတို့ပူပူလေးစားတာကိုရမ်းကြိုက်တယ်ချင်းအသက်တခွားသီးရယ်ပဲပင်ပေါက်ရယ်ရုပ်သီးစိမ်းရယ်ဒီလိုမျိုးHello အားလုံးပဲမင်္ဂလာပါကျော်စစ်ကဘလော်လေးကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျော်စစ်ဒါကတော့ကြောင်မြောင်းကြောက်ကွက်တစ်ပေါ်မှာရှိတဲ့ဒေါ်ဘိတ်မှာရောက်နေရပေါ့နော်ဒီမှာတော့ဒေါ်ဘိတ်ကကြီးကြိုက်ချင်းဆက်ကလေးစားမယ်အားလုံးပဲလိုက်ခဲ့ပေးပါအောင်စားကြမယ်ဒေါ်ဘိတ်ကတော့ကျော်စစ်တို့ဒီကြောင်မြောင်းထဲမှာဆိုရင်မသိရသူရှားတယ်တက်တန်းကြပြီးတပွဲကိုကျော်စစ်တို့စားလာဆိုရင်1500 1000ဝန်းကျင်ကလေးကစားလာတာပေါ့နော်အခုကတော့သူကတပွဲကို4000 5000ဒါမျိုးဖြစ်သွားပြီပေါ့နော်ကျော်စစ်တို့ဒီမှာတော့ကျော်စစ်ဒီနေ့မှာစားပြစ်တာကြက်သားနဲ့ပေါ့နော်ချင်းဆက်ဆက်ကလေးမှာပြီးတော့ကြာတော့စားပြစ်ပါတယ်သူစီမှာတော့ကျော်စစ်တို့ကတ်ကြီးကိုက်ကိုကြက်သားနဲ့လည်းရတယ်ပြီးရင်ပင်လယ်စာတွေပိုင်းနဲ့လည်းရတယ်ပေါ့နော်ကိုစိတ်ကြိုက်မှပြီးတော့ကြတော့စားလို့ရတယ်ပြီးရင်ကိုလိုချင်တို့လိုမျိုးလေးပြောပြီးစားလို့ရတယ်ညနေဘက်ဆိုလို့ရှိရင်တော့လူအရန်ကြတယ်ပေါ့နော်ကျော်စစ်သွားတဲ့အချိန်ကတော့ဒါညနေရုံစင်းချိန်မတိုင်ခင်သွားတာဆိုတော့လူရောနည်းနည်းရှင်းနေသေးပါတယ်ကျော်စစ်ကတော့ဒီကတ်ကြီးကြိုက်တို့ဘာလို့ဆိုရင်ပေါ့နော်အိမ်မှာပါဆယ်ဝယ်ပြီးစားရတာထက်ကိုဆိုင်မှာအိုးဘွားချချင်းပူပူနွေးနွေးလေးစားရတာကိုပို့ပြီးတော့ကြတော့ကြိုက်တယ်ပေါ့နော်အဲ့ဒီတော့လမ်းကြုံလို့ရှိရင်လည်းကျော်စစ်တို့ဒီကြောင်မြောင်းတတိပဋ္ဌာန်လမ်းနဲ့ကြောက်ကွက်တဲ့လမ်းတောက်မှာရှိရဲဒေါ်ပိတ်ကကြီးကိုက်မှာဝင်ပြီးစားကြည့်ဖို့ကျော်စစ်ကဝင်မြတ်ပေးပါတယ်ကဲဒီနေ့ကတော့ဒီမှာကကြီးကိုက်ပူပူလေးစားမယ်ပေါ့နော်ကျော်စစ်ကဒီမှာချင်းဆက်ကလေးပေါ့နော်မှာထားပါတယ်စပြီးစားပါမယ်အားလုံးပဲစားပါအောင်ခင်ဗျအခုလိုအိုးဘွားချချင်းတို့ပူပူလေးစားတာကိုရမ်းကြိုက်တယ်มาအချင်းကိုကြည့်ချင်းကအတက်တခွားသီးရယ်ပဲပင်ပေါက်ရယ်ရုပ်သီးစိမ်းရယ်ဒီလိုမျိုးစိမ့်ထားတာစားပါအောင်ခင်ဗျဒေါ်ပိတ်ကကြတော့တက်တန်းတော်ကြပြီအများမှာစားရဆိုလဲတပွဲ1000ကျော်ကလေးကစားရပါတော့အခုကတော့ဒါတပွဲကိုဒါ9000 4000အဲ့လိုဖြစ်သွားပြီဦးကြီးကဒီကကြီးကိုက်တို့ဘာလို့ပါလေအခုလိုမျိုးစိုင်းမှာပူပူလေးစားရင်ပိုပြီးကောင်းတယ်ပေါ့နော်ကိုရရရှိရဒီမိုဒီစားမယ်ဒါညနေအရန်လူမကြသေးရပါတော့ပုံမှန်ဒီနေ့ရုံစင်းချိန်နေပါလေဆိုလို့ရှိရင်ဒီမှာလူအရန်ကြတယ်ငါကြောက်စစ်လာတဲ့အချိန်ကဒါနေ့လေနည်းနည်းလေးစောသေးရဒီမှာကျတော့စပြီးဖွင့်တာဘယ်နိုင်လောက်ဆိုစဖွင့်ပြီလဲမသိဘူး10နာရီမနက်10နာရီကဖွင့်တာနော်ညကျတော့10နာရီပဲမနက်10ည10ကလေးရပါပေါ့ဒါပေမဲ့ဒီညနေပဲရုံစင်းချိန်နေပါလေဆိုတော့လူနည်းနည်းကြာတယ်ပေါ့နော်ဒီမှာဒီနေ့ကတော့ဒါကြောင်မြောင်းထဲမှာတက်စားပြတာပေါ့နော်ဒီတော့ဘက်ကကြီးကကြာမစားပြတာကြာပြီဆိုတော့ဒီကြောင်မြောင်းထဲကိုရောက်တော့ဆိုတော့ဝင်ပြီးတော့ကြာတော့စားပြတာအဲ့တော့စားကြည့်ဖို့လည်းဝင်မြတ်ပေးပါရယ်ကျွန်တော်စစ်ကဒီနေ့ဘလော့လေးကိုတော့ဒီမှာပဲရက်လိုက်တော့မယ်နောက်ဘလော့ရင်မှာပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါ